ကျွန်တော်ကနံချက်ကိုခုမှစားလေးလာနေတာဗရာဒါဗီဒီယိုကကျွန်တော်တို့အထောက်အကူဖြစ်တယ်တဲ့โอเคအဲ့တော့ကုမမျိုးတွေတွေးရတော့ကျွန်တော်ရန်ဝမ်းတာပါတယ်ဗျာနော်အဲ့တော့ကျွန်တော်နံချက်ကိုရန်နီလေးကိုလွယ်ကူတဲ့နီလန်းလေးကိုပြတာပေးမှဖြစ်ပါတယ်ဗျာနော်ကြည့်ရှုပေးကြပါဦးလို့โอเคအဲ့လိုမျိုးပေါ့နော်နေတော့တို့ကိုင်းရတယ်ပေါ့နော်ပြီးတော့ပြစ်တဲ့ခါကျရင်ကြော်တော့မယ်ကြော်ပြီးခါကျရင်ဒီအောက်ကဒီချောင်းဖမ်းမှာနော်သူတို့ပြစ်တဲ့ခါကျရင်ကြော်သွားပြီးတည်းသူတို့ဖမ်းလိုက်မယ်ဒါတို့ဖြစ်သွားမယ်ပြီးတော့လဲမယ်ဒီနေ3 4နော်လို့လဲအရှင်ရတဲ့ခါကျရင်ဒီလိုကိုပြစ်မှာနော်ဒီလိုပြစ်ဖမ်းလိုက်တို့ဖမ်းလိုက်ပြီဒီလိုဖမ်းလိုက်ပြီပြီးတော့ဒီကိုပြန်အရှင်ပြန်မှာလို့ယူပါယူပြီးအဲ့လိုပြန်ခဏတိုင်းပြန်လွယ်ပြီးပြန်ဖမ်းမှာပေါ့အောင်မှာဒီနေ3 4โอเคအိမ်မှာလိုက်ပြီးလေ့ကျင့်ပါဗျာเนาะအရန်လွယ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကခုကြည့်တဲ့လူတွေအထောက်ပံ့ဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်ဗျာ